အားလုံးပဲမင်္ဂလာပါရှင်ဆွမ်းစုံမြန်မာ channel မှာကြိုဆိုပါရစေတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့တိုက်ဆက်များသတိထားစရာအကြောင်းပဲဖြစ်ပါတယ်တိုက်ဆက်တွေနဲ့ပတ်သက်ပြီးတချို့ကမိမိတို့တိုက်ကိုမိမိလိုတာကိုအဓိဋ္ဌာန်ရလိုက်ရင်ဘာလုပ်ပေးမယ်ညာလုပ်ပေးမယ်အစသဖြင့်များကြပါတယ်တိုက်ထဲမှာသဘောကောင်းတဲ့တိုက်ရှိသလိုရာဇမှန်အပြည့်နဲ့ရာဇမှန်တင်းတဲ့တိုက်တွေလည်းရှိပါတယ်အဲ့ဒီလိုရာဇမှန်တင်းတဲ့တိုက်ကြီးတွေဟာဘယ်တော့အခါမှသူတို့ကစပြီးမပေးပါဘူးသူတို့အယူရှိမှအပေးပြန်လာတာပါသူများအိမ်ကိုကိုသွားမှသူတို့ဘာကမိမိအိမ်ကိုလာသလိုမျိုးပါမိမိကအရင်သူတို့အတွက်ပြုလုပ်ပေးမှမိမိလိုချင်တာကိုတခြားတိုက်တွေနဲ့မတူတိတိကျကျပြန်ပေးတတ်တဲ့တိုက်ကြီးများဖြစ်ပါတယ်တချို့တိုက်တွေကတော့မိမိလိုချင်တာကိုအရင်ပေးပြီးပြည့်စုံရင်သူတို့အတွက်ပြန်လုပ်ပေးရတာမျိုးပါထိုတိုက်များကတော့ကမစိတ်တိအားနေကြသူတွေပဲဖြစ်ပါတယ်။ရာဇမှန်တင်းတဲ့တိုက်ကြီးတွေကတော့ဖုံးတကိုးအလွန်ကြီးကြပြီးသူတို့စီအလားရှိမှပြန်ပေးတတ်ကြပါတယ်။တချို့ကအဲ့လိုတိုက်ကြီးအဆက်တွေဖြစ်တဲ့အခါမှာတော့တိုက်တို့လိုဘက်ကိုပြောတဲ့အခါဘာရမှညာရမှလှုပ်ပေးပါမယ်ဆိုပြီးအဓိဋ္ဌာန်ကြတဲ့အခါအဓိဋ္ဌာန်မအောင်တဲ့အပြင်ရှိတဲ့ဟာတွေပါအကုန်ပြုတ်ပြုံသွားကြပါတယ်။အဲ့လိုလည်းဖြစ်ရောတိုက်နှန်းကိုအထင်မှားအမြင်မှာဖြစ်တတ်ကြပါတယ်။ဒါဟာတိုက်ရဲ့အပြစ်မဟုတ်ပဲမိမိအပြစ်သာဖြစ်ပါတယ်။မိမိကတတ်နိုင်ပါရဲ့နဲ့သူတို့အပေါ်အရင်အကျိုးမပြုပဲမိမိအကျိုးကိုအရင်လိုချင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။အဲ့တော့တတိထားကြရမှာကမိမိအကျိုးအရင်ပြုတဲ့တိုက်နဲ့တိုက်ရဲ့အကျိုးအရင်ပြုတဲ့တိုက်ရဲ့ဆိုပြီးတော့ရှိပါတယ်။တေချာမသိပဲမှားမိရင်မိမိအကျိုးအရင်ပြုတဲ့တိုက်ဆိုတော့ပါသေးတယ်။တိုက်ရဲ့အကျိုးကိုအရင်ပြုရတဲ့တိုက်ကြီးမျိုးတွေဆိုရင်တော့မလွယ်ပါဘူး။တိုက်ဆက်များစုဟာမိမိဟာတိုက်ဆက်ဖြစ်တော်လဲမိမိတိုက်ကဘလို့မျိုးလဲဆိုတာကိုသိထားဖို့နဲ့မမှားမိအောင်အရင်တိတိကျကျစစ်ဆေးဖို့အရန်အရေးကြီးပါတယ်။နောက်ဆက်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ။ဘုရားရကြများကိုအဆက်မပြတ်တင်ဆက်မှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေ။ notification လည်းနှိပ်ပေးဖို့တောင်းဆိုပါရစေ။ကျေးဇူးတင်ပါတယ်ရှင်။